Hello ဒီနေ့ကတော့ဖုံးရွှေကိုစုံစုံလင်းလင်းနဲ့ရသွားတာတော်တော်ကြီးကိုကန်ထူးပါတယ်ဒါလေးကိုညီတို့ Brian Deli နဲ့မအပ်ခင် parcel လေးသွားထုတ်တဲ့အခါမှာညီတို့ဘာလေးတွေပါလဲသွားပြီးတော့ကြည့်ကြရအောင်ညီတို့ထုံးစံတိုင်းမဲ့ဒီထဲမှာရှိနေတဲ့ item ပေါ့နော်ဒီမှာဆိုရင်တော့ဖုံးရွှေနဲ့ပတ်သက်တဲ့ item လေးတွေနမူနာထားတာရှိတယ်ဒီမှာ box လေးကိုညီတို့ယူလာခဲ့ပါမယ်အဓိကတော့ညီတို့ဒီနောက်ထဲမှာရှိနေတဲ့ထားတဲ့ဥစ္စာလေးတွေတစ်ချက်ကြည့်ပါမယ်သူယူသွားတဲ့ဥစ္စာလေးတွေကဒါလေးရယ်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  Okay 6ခုနဲ့တူတယ်ဟုတ်တယ်2 3 4 5 6မျိုးပဲဖြစ်ပါတယ်။ Okay ထုံးစံတိုင်းပဲညီတို့ဒါလေးကိုယူလာခဲ့ပါမယ်။6ခုကိုယူလာမယ်။ယူလာပြီးတော့ညီတို့ဒီထဲထားဒီနားလေးခဏထားမယ်။ဒီမှာကဘူးပေါက်စီရဲ့အဓိကတော့သူကဖုံးရွှေဆိုတော့ငွေကြေးနဲ့ပတ်သက်တာငွေကြေးနဲ့ပတ်သက်တာဆိုတော့အမွှေးနှမ်းတာလေးက money activate လုပ်ထားတဲ့ energy activate လုပ်ထားတဲ့ money attract လုပ်တိုင်းနဲ့ဒီမှာကအမွှေးနှမ်းတာလေးကစန်တာဝူလေးပဲဖြစ်ပါတယ်နော်โอเคအဲ့ဒါပြီးတော့ဒီမှာကအောင်မြင်ချမ်းသာလက်ပွင့်ကာတာလေးပါထည့်ပေးထားပါတယ်ဒါလေးကိုဒီမှာကကိုယ့်ရဲ့အလုတ်စပွဲဓာမှုရင်ကိုယ့်ရဲ့ဒီစားဟွာလေးနေရတော်များများကိုဒီအမွှေးနှမ်းတာလေးနဲ့ဒီလို cleansing လေးလုပ်ပေးတယ်ဆိုရင်ပို့ပြီးတော့ကောင်းမွန်ပါမယ်โอเคဒါလေးကိုညီတို့ parcel လေးထုတ်ကြရအောင်ဒီမှာက1 2 3 4 5 6အုပ်6အုပ်တွဲကိုရှားသွားတာပဲဖြစ်ပါတယ်ဒီမှာကအမွှေးနှမ်းတာ activate လုပ်ထားတဲ့ဥစ္စာလေး energy activate လုပ်ထားတဲ့ဟာလေးဒီနှစ်ခုဒါလေးကတော့ညီတို့လောလောဆယ်ရှားပါအောင်မယ်ဒါလေးရ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 ယ်ကတော့ရပါမယ်ဒီနှစ်အုပ်ကတော့လုံးဝကိုမရနိုင်တော့ပါဘူးရဖို့လည်းတိတ်မသေးကြတဲ့အတွဲလို့ပြောလို့ရတယ်ပေါ့နော်ဒီဥစ္စာလေးကတော့ဒီယူသွားတဲ့သူကကန်ကောင်းပါတယ်သူကဖုံးရွှေနဲ့ပတ်သက်ပြီးတော့စုဆောင်းနေရလဲဖြစ်တယ်ပေါ့နော်ဒါလေးဆိုရင်တော့ဒါလေးရမယ်ဒါလေးရမယ်ဒါလေးရမယ်ဒီလေးအုပ်တွဲလေးနဲ့ဒီအမွှေးနှမ်းတာလေးရယ်ဒါလေးရယ်ညီတို့ဒီ blue box လေးရယ် package လိုက်လေးကိုရှိပေးမှာပဲဒီ package လိုက်ညီတို့ခုနကပြထားတဲ့ package လိုက်လေးကိုတွဲယူမယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့အထူးကိုဒီဘယ်လိုပြောမလဲတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီမှာ1အုပ်2အုပ်3အုပ်4အုပ်တွဲလေးရပါမယ်ဒီနှစ်အုပ်ကတော့ညီတို့လုံးဝကိုမရနိုင်တဲ့အခြေအနေဒါပေမဲ့ညီတို့ဒါလေးကိုထည့်ပေးပါမယ်အခုလို့ဂျုံကြီးနဲ့အားပေးရလဲကျေးဇူးတင်ပါတယ် Viber ဖုန်းနံပါတ်0925